မေသမီးအိမ်နေရောက်ပြီအော်ငါဒီနေ့ပုံဆွဲမယ်အလေးနဲ့ဆိုတာမသိဘူးဒါခဲတိုင်းဆိုချင်ဒါလေးလည်းမသိဘူးဒါဖျောင်းလေးနဲ့ဆိုတယ်对ဒါလေးနဲ့ဆိုရင်哇ဆက်နေဘယ်ပုံလေးရင်ဆွဲရမသိဘူးဒီဆွဲနေတာဒီမိုးကနေခဏဆွဲခဲ့တဲ့အသီးလေးကြလာပဲတခြားအသီးလေးရောအဲ့လိုဆိုရင်ကြလာအောင်မလားဆက်ဆွဲကြည့်အောင်မဒီတခါတော့ငါစပစ်တီလေးဆွဲကြည့်အောင်မတကယ်နောက်တစ်ခုပြုတ်ချလာရတော့ဆက်ဆွမယ်เย้ဒီကမလာဦးနီဒီတခါမယုတ်ပွားဒီဆွဲမယ်နောက်တစ်ခုလည်းပြုတ်ကြလိုက်ငါရုပ်တွေအများကြီးဆိုလို့ရပြီဒီဆေးရောင်ချဲဆောက်လေးကဆေးရောင်ချဲပြီးအသီးလေးတကယ်ထွက်လာတာပဲအဲဆိုရင်ဆောက်အားလုံးကိုထပ်ဆေးချဲကြည့်အောင်မ Let's go